ပြည်ပရောက်လူငယ်များပြည်တွင်းသို့ပြန်လာအလုပ်လုပ်ကံရန်လိုအပ်ကြောင်းကြက်ဖို့ခင်ကြီးကပြောပါတယ်။ရွေးကောက်ပွဲမှာထွက်ပေါ်လာသောအစိုးရသစ်ကြောင့်စီးပွားရေးပိတ်ဆို့မှုများရုပ်သိမ်းကနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအသစ်များဝင်လာ၍အလုပ်ကံပေါ်များလာမည်ဟုပြောပါတယ်။ပြည်ပနိုင်ငံများတွင်ရောက်ရှိအလုပ်လုပ်ကံနေကြသည့်လူငယ်များပြည်တွင်းသို့ပြန်လာရန်အလုပ်လုပ်ကံရန်လိုအပ်ကြောင်းကြက်ဖို့ဥက္ကဋ္ဌခင်ကြီးကပြောဆိုပါတယ်။သူ၏လူမှုကွန်ရက်မှမေခွန်းများကိုပြန်လည်ခြေချသည့်အစီအစဉ်တွင်ကြက်ဖို့ခင်ကြီးကအထက်ပါတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။မြန်မာလူငယ်အများပြားသည့်နိုင်ငံရပ်ခြားသို့ထွက်၍အလုပ်လုပ်နေကြကြောင်းတရားမဝင်သွားသူများရှိတဲ့ကဲ့သို့တရားဝင်သွားသူများလည်းရှိကြောင်းပြည်တွင်းတွင်အလုပ်အကင်ခွင့်လန်းရှားပါ၍အခွင့်အလမ်းများရရန်နိုင်ငံခြားသို့တွားကြခြင်းဖြစ်သည်ဟုနားလည်ကြောင်းကြက်ဖို့ပါတီအနေဖြင့်လူငယ်များပြည်ပသို့ထွက်ခွာမှုကိုနီလန်းနှစ်ခုဖြင့်ကင်တွယ်ဖြေရှင်းမည်ဖြစ်ကြောင်းရင်းတို့ဖြေရှင်းနိုင်ရန်ပြည်ပရောက်လူငယ်များပြည်တွင်းသို့ပြန်လာအလုပ်လုပ်ရန်လိုအပ်ကြောင်း၎င်းကပြောပါတယ်။လူငယ်တော်များများကနိုင်ငံခြားမှာထွက်ပြီးတော့အလုပ်လုပ်ကြတာရှိပါတယ်။တချို့လည်းတရားဝင်သွားတာရှိတယ်။တချို့လည်းတရားမဝင်သွားတာရှိတယ်။အဲဒီတော့နိုင်ငံခြားသွားပြီးအလုပ်လုပ်တယ်ဆိုတဲ့သဘောကဒီမှာအလုပ်ကံအနေငယ်ရှားပါလို့နိုင်ငံခြားမှာထွက်ပြီးအလုပ်လုပ်တယ်ဆိုရင်ဓာတ်ထက်ပိုပြီးတော့အခွင့်အရေးတွေရမယ်ပေါ့။စသည်ဖြင့်လစာငွေကောင်းတယ်ဒါကြောင့်သွားတာဖြစ်ကြမယ်ထင်ပါတယ်။ပုံမကောင်းတဲ့ခွင့်လန်းကိုရှာကြတာပေါ့။အဲဒီတော့ကျွန်တော်တို့ရဲ့ manifesto မှာလည်းပါတယ်နှစ်နည်းစဉ်းစားတာပေါ့နိုင်ငံခြားမှာရောက်နေပြီးအလုပ်လုပ်နေတဲ့သူတွေအတွက်တရားဝင်ဖြစ်အောင်နှစ်နိုင်ငံအစိုးရချင်းညှိနှိုင်းတာတွေလုပ်မယ်အပေးအယူတွေလုပ်မယ်ပြည်ရင်နိုင်ငံခြားမှာအလုပ်လုပ်နေတဲ့သူတွေကိုဥပဒေရဲ့အကာအကွယ်အောက်မှာရတဲ့ရထိုက်တာတွေကိုအပြည့်အဝရအောင်ဆောင်ရွက်ပေးမယ်တစ်ဖက်ကလည်းနိုင်ငံတော်ကဆောင်ရွက်ပေးသလိုသူတို့စီကလွှဲပြောင်းငွေ remittance ဘဏ္ဍာငွေအထိုက်လျောက်ရအောင်စူးစမ်းဆောင်ရွက်ပေးဖို့ပြောထားတာရှိပါတယ်ဒီနည်းကဟိုမှာထွက်လုပ်နေတဲ့ကလေးတွေအတွက်လည်းအကျိုးရှိမယ်မိဘတွေလည်းအကျိုးရှိမယ်နိုင်ငံတော်လည်းမနဲ့နာဘူးဆိုတဲ့အပိုင်းရှိပါတယ်ဟုကြက်ဖို့ခင်ကြီးကပြောပါတယ်ရင်းအပြင်ရွေးကောက်ပွဲကြောင့်တက်လာသောအစိုးရသစ်လက်ထက်တွင်စီးပွားရေးပိတ်ဆို့မှုများရုပ်သိမ်းကနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအသင့်ဝင်လာကြမည်ဖြစ်ကြောင်းထိုအချိန်ပြည်တွင်းတွင်အလုပ်ကိုင်ခွင့်လန်းပေါ်များလာကပြည်ပမှလူငယ်များပြည်တွင်းသို့ပြန်လာအလုပ်လုပ်ကိုင်ကြရန်လိုအပ်ကြောင်း၎င်းကဆက်လက်ပြောဆိုပါတယ်နောက်တနည်းကတော့ဒီတိုင်းထွက်လုပ်နေမဲ့အစားပြည်ပမှာထွက်လုပ်နေတဲ့ကျွန်တော်ကလေးတွေကိုယ်နိုင်ငံမှာပြန်ပြီးတော့အလုပ်လုပ်ဖို့လိုတယ်ဒီအတွက်ပြောင်းလဲပေးမဲ့လုပ်ငန်းစဉ်ကတော့ရွေးကောက်ပွဲပဲကျွန်တော်ခဏခဏပြောပါတယ်လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်တဲ့ဆိုတာနဲ့ကျွန်တော်ရဲ့ရလဒ်အစိုးရကတည်ဝမှု legitimacy ရှိတယ်အဲဒီတော့ sanction တွေပြန်ရုပ်သိမ်းသွားမယ် FDI လို့ခေါ်တဲ့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအသစ်တွေဝင်လာဖို့ရှိပါတယ်အလုပ်ကိုင်ခွင့်လန်းတွေပေါ်များလာပါလိမ့်မယ်အဲဒီခါမှာပြည်ပမှာရှိနေတဲ့ကျွန်တော်နိုင်ငံသားညီကိုမောင်နှမတွေလည်းတချို့ပြန်လာတာရှိပါလိမ့်မယ်ဟုကြက်ဖို့ခင်ကြီးကဆက်လက်ပြောဆိုပါတယ်ထိုင်းနိုင်ငံတွင်ရောက်ရှိနေကြသည့်မြန်မာလူသမားတချို့ကမူစစ်တပ်လက်အောက်ခံကြက်ဖို့အစိုးရတက်လာပါကလည်းနိုင်ငံ၏အခြေအနေမှာထူးထူးခြားခြားပြောင်းလဲသွားရမရှိ၍မြန်မာနိုင်ငံသို့ပြန်လာရန်အစီအစဉ်မရှိသေးကြောင်းစစ်မှုထမ်းဥပဒေမရုပ်သိမ်းလင်စစ်တပ်ကအာဏာလက်မလွတ်ချသမျှကာလပတ်လုံးမြန်မာနိုင်ငံသို့ပြန်လာမည်မဟုတ်ကြောင်းပြောဆိုကြပါတယ်မိုးကုံမြို့တွင်စစ်တပ်ကကြောက်ရှာဖွေသူ200ကျော်ကိုဖမ်းဆီးငွေညှစ်ကနန်း CDM ဝန်ထမ်းများကိုလည်းမြို့ပေါ်ပြန်လဲခေါ်ဆောင်နေပြီးကြောက်အယောင်ဝယ်စင်တာများဖွင့်လှစ်ရန်စီစဉ်နေကြောင်းသိရှိရပါတယ်။မန္တလေးတိုင်းမိုးကုံမြို့တွင်အကြမ်းဖက်စစ်တပ်ကကြောက်ရှာဖွေသူ200ကျော်ကိုဖမ်းဆီးငွေညှစ်ပြီးနန်း CDM ဝန်ထမ်းများကိုလည်းမြို့ပေါ်ပြန်လဲခေါ်ဆောင်နေပြီးကြောက်အယောင်ဝယ်စင်တာများဖွင့်လှစ်ရန်စီစဉ်နေကြောင်းမိုးကုံသတင်းရင်းမြစ်ကပြောပါတယ်။ဇန်နဝါရီလ26ရက်နေ့ကမိုးကုံမြို့နယ်ရင်းကြီးချောင်းတစ်လျှောက်၌ကြောက်ရှာဖွေခနဲစေးသူ200ကျော်ကိုဖမ်းဆီးပြီးတနေကုန်နီးပါးစာတင်ကျောင်းများတွင်တန်ရှင်းလုခိုင်းကညနေပိုင်းတွင်တအုပ်လင်3,000တောင်းယူကပြန်လွှတ်ပေးလိုက်ကြောင်းထို့ပြင်ဝတ်တောက်ကားတစ်စင်းလင်ငွေကျပ်3သိန်းဆိုင်ငယ်တစ်စင်းလင်ငွေကျပ်9,000တောင်းယူနေကြောင်းသိရှိရပါတယ်အဖမ်းခံရတဲ့သူကအယောက်200လောက်ဆိုတော့300ကျော်ရသွားတာပေါ့တွင်းသမားတွေနဲ့ခနဲစေးသမားတွေခံရတာခနဲစေးတဲ့ဆိုတာကချောင်းရည်စီးဆင်းလာတဲ့ထဲကိုစကားနဲ့စစ်ပြီးရွေးတာပါမြို့ကန်တွေကရေဒီချောင်းတစ်လျှောက်ကအဲ့လိုလေးလောက်ကြတာအဲ့ဒီရေတွေကတွင်းထဲကနေစီးဆင်းလာတဲ့ရေတွေဆိုတော့ပါလာတဲ့ကြောက်ကိုရှာကြတာကြောက်သမားတွေပါပဲပြီးတော့ကားတွေဆိုင်ကယ်တွေလည်းဖမ်းပြီးငွေညှစ်တယ်ဟုမိုးကုတ်သတင်းရင်းမြစ်ကပြောပါတယ်အကြမ်းဖက်စစ်တပ်သည်ဇန်နဝါရီလ19ရက်နေ့မှစ၍မိုးကုတ်မတရားမန္တလေးလမ်း၌နန်း CDM ဝန်ထမ်းများကိုခေါ်သွင်းကရုံးများလက်ပတ်ရန်စီစဉ်နေပြီးလာမည့်14ရက်နောက်ပိုင်းတွင်မိုးကုတ်မြို့နယ်လာဝကရုံးကိုပြန်ဖွင့်မည်ဟုအသိပေးထားကြောင်းအလားတူမိုးကုတ်မြို့ပန်းချန်ထာကြောက်ရောင်းဝယ်ရေးဈေးပွဲတော်ကိုလည်းဖွင့်လှစ်ရန်စီစဉ်နေကြောင်းသိရှိရပါတယ်
အရင်မြို့သိမ်းခံရတော့ကရှောင်ပြေးသွားတဲ့ဌာနဆိုင်ရာဝန်ထမ်းတွေကိုပြောင်းခေါ်သွင်းနေပြီးတော်တော်များများတော့ရောက်လာကြတယ်။လာဝကရုံးကနောက်14ရက်နေ့ရင်ဖွင့်မယ်ဆိုပြီးလုပ်နေတယ်။မနေ့ကလည်းပန်းချန်ထားဖွင့်ပွဲလုပ်တယ်လို့သိရတယ်။စပွဲခုံမိုးဘောင်ချမပါပဲတခုံကို1000ခွဲနှုန်းနဲ့ဝိုင်းတိုင်းကောက်သွားတယ်။မိုးကုတ်မှာကကံဖောင်ထာနဲ့ပန်းချန်ထားဆိုပြီးရှိတယ်။မနေ့ကပန်းချန်ထားဖွင့်ပွဲသွားတယ်လို့သိရတယ်။ခုံကြီးကိုကတလ390ဆိုင်ကယ်ရက်ခ360တွင်းသမား2ယောက်ဆိုရင်တရက်3သိန်းခနဲ့စေးသမားဆိုရင်တရက်9000အဲ့လိုတွေကောက်တာကြားတဲ့ကဖားစည်းငွေညင်တာတွေရှိသေးတယ်ဟုမိုးကုတ်သတင်းရင်းမြစ်ကရှင်းပြပါတယ်စစ်တပ်လက်အောက်ခံကြံ့ဖို့ပါတီကရွေးကောက်ပွဲအနိုင်ရရှိကြောင်းကြေညာမှုကိုအာဆီယံပါလီမန်အမတ်များဖွဲ့ APHR ကတရားမဝင်ရလက်ဖြစ်အပြင်းထန်ကန့်ကွက်ကြောင်းသိရှိရပါတယ်အကြမ်းဖက်စစ်တပ်လက်အောက်ခံကြံ့ဖို့ပါတီကရွေးကောက်ပွဲအနိုင်ရရှိကြောင်းကြေညာမှုပေါ်လူခွင့်ရေးဆိုင်ရာအာဆီယံပါလီမန်အမတ်များဖွဲ့ APHR ကတရားမဝင်ရလက်ဖြစ်အပြင်းထန်ကန့်ကွက်လိုက်ကြောင်းသိရှိရပါတယ်မြန်မာနိုင်ငံတွင်စစ်တပ်စီစဉ်ကျင်းပခဲ့သည့်ရွေးကောက်ပွဲနဲ့ထိုရွေးကောက်ပွဲတွင်စစ်တပ်လက်အောက်ခံကြံ့ဖို့ပါတီအနိုင်ရရှိခဲ့သည်ဟုကြေညာထားမှုကိုလူခွင့်ရေးဆိုင်ရာအာဆီယံပါလီမန်မှများဖွဲ့ APHR ကအပြင်းထန်ကန့်ကွက်ပြီးဒေဝင်မှုမရှိသောရလဒ်အဖြစ်ထုတ်ဖော်ကြေညာခဲ့ပါတယ်။2021ခုနှစ်အာဏာသိမ်းခဲ့သည့်စစ်တပ်ကစီစဉ်ကျင်းပသောရွေးကောက်ပွဲမှာဖိနှိပ်မှုခြံလှမ်းမှုနဲ့အကြမ်းဖက်မှုများအောက်တွင်ပြုလုပ်ခဲ့သည့်အတူရောက်ရွေးကောက်ပွဲသာဖြစ်ကြောင်းဇန်နဝါရီ25ရက်နေ့နောက်ဆုံးအဆင့်မဲပေးမှုများပြီးဆုံးကကြေညာခဲ့သည့်ရလဒ်သည်ကြိုတင်ခန့်မှန်းပြီးသားရလဒ်ဖြစ်ကြောင်းအာဏာသိမ်းစစ်တပ်ကစနစ်တကျထိန်းချုပ်ထားသည့်ပြန်ပွဲတစ်ခုသာဖြစ်ကြောင်း APHR ကပြောဆိုပါတယ်။ယခုရွေးကောက်ပွဲတွင်မဲပေးသူအရေအတွက်မှာ2015နဲ့2020ခုနှစ်ရွေးကောက်ပွဲများနဲ့နှိုင်းယှဉ်လျှင်အလွန်နည်းပါးခဲ့ပြီးယင်းအခြေအနေမှာစစ်ပွဲများလုံခြုံရေးမရှိခြင်းမှုကြောက်ရွံ့မှုများနဲ့မဲပေးရမဖြစ်နိုင်ခဲ့ခြင်းကိုပြသနေသည်ဟုထောက်ပြထားပါတယ်။ပြည်သူတချို့ကမဲမပေးရင်အရေးယူခံရနိုင်မည်ကိုကြောက်ရွံ့သဖြင့်မလိုလားပဲမဲပေးခဲ့ရကြောင်းအချို့ဒေသများတွင်တော့တိုက်ပွဲများအိုးအိမ်ဆွန့်ခွာရမှုများနဲ့စစ်တပ်၏ကန့်သတ်ချက်များကြောင့်မဲပေးခွင့်လုံးဝမရရှိခဲ့ကြောင်းသိရှိရပါတယ်။လူထုထောက်ခံမှုအပြည့်အဝရရှိနေသောအမျိုးသားဒီမိုကရေစီဖွဲ့ချုပ် NLD နဲ့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးခေါင်းဆောင်များသည်ထောင်ချခံထားရခြင်းပါတီဖျက်သိမ်းခံရခြင်းသို့မဟုတ်ရွေးကောက်ပွဲတွင်ပါဝင်ခွင့်ပိတ်ပင်ခံထားရခြင်းများကြောင့်ရင်းရွေးကောက်ပွဲကိုလွတ်လပ်မှုရှိတရားမျှတမှုရှိယုံကြည်နိုင်စရာရှိသောရွေးကောက်ပွဲအဖြစ်လုံးဝမယူဆနိုင်ကြောင်း APHR ကဆက်လက်ပြောဆိုပါတယ်။ APHR ကရွေးကောက်ပွဲမှာထွက်ပေါ်လာသောရလဒ်များကိုနိုင်ငံများဒေသဆိုင်ရာအဖွဲ့အစည်းများသို့မဟုတ် institution များမှတရားဝင်ဖြစ်အတိမတ်ပြုရန်ကြိုးပမ်းလာပါကလုံးဝလက်မခံကြောင်းထပ်မံအလေးပေးပြောကြားခဲ့ပါတယ်။အဆိုပါအတူရောက်ရွေးကောက်ပွဲကာလတွင်လေကြောင်းတိုက်ခိုက်မှုများစစ်စင်ရေးများအစုလိုက်အပြုံလိုက်အိုးအိမ်ဆွန့်ခွာရမှုများဖြစ်ပွားနေပြီးပြည်သူများအနေဖြင့်မိမိတို့၏စာနာကိုလွတ်လပ်စွာဖော်ပြနိုင်ရန်လုံးဝဖြစ်နိုင်ခဲ့ကြောင်း APHR ကဆိုပါတယ်။ထို့ကြောင့်ဒေသတွင်းနဲ့နိုင်ငံတကာအစိုးရများလွှတ်တော်အမတ်များအပါအဝင်အားလုံးသည်စစ်ကောင်စီအတူရောက်ရွေးကောက်ပွဲနဲ့ထိုမှထွက်ပေါ်လာသည့်ဖွဲ့စည်းများကိုပြက်ပြက်သားသားပယ်ချရန်တောင်းဆိုထားပါတယ်။ရင်းလုံငန်းစဉ်သည်တရားဝင်မှုမရှိပြည်သူပါဝင်မှုမရှိပဲစစ်အုပ်ချုပ်ရေးကိုခိုင်မာစေရန်နဲ့လူခွင့်ရေးချိုးဖောက်သူများကိုကာကွယ်ရန်အသုံးချနေသည်ဟုထောက်ပြထားပါတယ်။2026ခုနှစ်အာဆီယံလက်ကျဥက္ကဋ္ဌတဲ့ဖိလစ်ပိုင်နိုင်ငံအနေဖြင့်စစ်ကောင်စီရွေးကောက်ပွဲရလဒ်များကိုအတိမတ်မပြုကြောင်းဥဆောင်ကြေညာရန်နိုင်ငံရေးအကျဉ်းသားများကိုလွတ်မြောက်စေရန်ဖိအားပေးရန်လူသားချင်းစာနာမှုအကူအညီများကိုလုံခြုံစွာရောက်ရှိနိုင်ရန်တေချာစေရန်နဲ့လူခွင့်ရေးချိုးဖောက်သူများကိုတာဝန်ခံစေရန်လူခွင့်ရေးဆိုင်ရာအာဆီယံပါလီမန်မှများဖွဲ့ကတောင်းဆိုထားပါတယ်။အာဆီယံနေဖြင့်တနိုင်ငံ၏ပြည်တွင်းရေးကိုတနိုင်ငံကဝင်ရောက်မစွတ်ဖက်ရေးမူဝါဒမအောင်မြင်ခြင်းကိုကြော်လွန်ပြီးမြန်မာနိုင်ငံသားများ၏အတန်ကိုမြင့်တင်ပေးရမည်ဒီမိုကရေစီတရားမျှတမှုနဲ့ဘေးကင်းရေးအတွက်၎င်းတို့မျှော်လင့်ချက်များစွာကိုခိုင်မာစွာထောက်ခံရန်และလူခွင့်ရေးဆိုင်ရာအာဆီယံပါလီမန်များဖွဲ့ကဆက်လက်တောင်းဆိုထားပါတယ်။အရာတော်မှာစစ်တပ်ထောင်ထားတဲ့မိုင်းတွေကိုတော်လှန်ရေးရဲဘော်တွေကရှင်းလင်းကြောင်းသိရှိရပါတယ်။စကိုင်းတိုင်းအရာတော်မြို့နယ်မှာစစ်ကောင်စီတပ်ထောင်ထားတဲ့မိုင်းတွေကိုတော်လှန်ရေးရဲဘော်တွေကရှင်းလင်းပေးခဲ့ပါတယ်။ဇန်နဝါရီလ29ရက်မနေ့ပိုင်းကအရာတော်မြို့နယ်ကမ်းပြူရွာကနေအရာတော်မြို့ဘက်ကိုစစ်ကောင်စီတပ်စစ်ကြောင်းပြန်သွားချိန်ကာကွယ်ရေးအဖွဲ့တွေကနေမြေရှင်းလင်းရာမှာပင်လုံခချမ်းသာနဲ့ကမ်းပြူကျေးရွာကြားကမ်းပြူရွာတာဝါတိုင်းလမ်းခွဲနဲ့မနောမရရွာကြားတွေမှာမိုင်းတွေတွေ့ရှိခဲ့ရကြောင်းဒေသတွင်းတော်လှန်ရေးရဲဘော်တွေကပြောဆိုပါတယ်။လောလောဆယ်ရှင်းလင်းရေးပြုလုပ်ရမှာတော့တာတီတူးတက်ဖြတ်မိုင်းနှလုံးပေးရပါတယ်လို့၎င်းရဲဘော်ကပြောပါတယ်။အဆိုပါမိုင်းတွေကိုပြည်သူတွေအန္တရာယ်မဖြစ်အောင်ရှင်းလင်းပေးခဲ့ရတယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ရဲ့မိုင်းအန္တရာယ်တွေရှိနေတာကြောင့်
ပြည်သူတွေအနေနဲ့ယူဆိုင်သွားလာကြဖို့ကာကွယ်ရေးအဖွဲ့တွေကသတိပေးထားပါတယ်။အကြမ်းဖက်စစ်အုပ်စု၏ပြည်ထောင်ဝန်ကြီးနေရာအပြောင်းလဲပြုလုပ်ကြောင်းသိရှိရပါတယ်။အကြမ်းဖက်စစ်ကောင်ဆောင်မဲအောင်လှိုင်ဟာသူ့ရဲ့အုပ်ချုပ်မှုရန်တရားတွေကပြည်ထောင်ဝန်ကြီးရာထူးနေရာကိုမကြာခဏအပြောင်းလဲပြုလုပ်လက်ရှိကလက်ရှိပြည်ထောင်ဝန်ကြီးထွန်းထွန်းအောင်နေရာမှာစေရဲချုပ်ဖုံးမြတ်နဲ့အစားထိုးခန့်လိုက်တယ်လို့စစ်အုပ်စုထိန်းချုပ်မီဒီယာတွေမှာမနေ့ကဖော်ပြခဲ့ကြပါတယ်။လက်ရှိပြည်ထောင်ဝန်ကြီးဖြစ်လာသူဖုံးမြတ်ဟာစစ်အုပ်စုအားကစားနဲ့ကာယပညာအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌစေရဲချုပ်နဲ့စစ်စင်ရေးအထူးဖွဲ့မှုတာဝန်တွေထမ်းဆောင်ခဲ့မှုသူဖြစ်ပြီးစစ်တပ်သား OTS 83စင်းသူဖြစ်တယ်လို့သိရှိရပါတယ်။အလားတူပြည်ထောင်ဝန်ကြီးအောင်ကျော်ကိုစစ်ဘက်နေရာပြန်ဖို့ကဒုစစ်ဘက်ဆိုင်ရာလုံခြုံရေးအရာရှိချုပ်မင်းသူကိုအစားထိုးခန့်လိုက်တယ်လို့လည်းပြီးခဲ့တဲ့ရက်ပိုင်းကထုတ်ပြန်ထားပါတယ်။ထွန်းထွန်းအောင်ဟာစစ်တပ်ကတော်အပတ်စဉ်25စင်းဖြစ်ပြီးနေဆက်ရေးရဝန်ကြီးကနေ2025ဇန်နဝါရီမှာပြည်ထောင်ဝန်ကြီးဖြစ်လာတာကြောင့်တနစ်တာဝန်ထမ်းဆောင်ပြီးနောက်စစ်ဘက်မူလတာဝန်တွေပြန်လည်ထမ်းဆောင်ရမှာဖြစ်တယ်လို့သိရပါတယ်။သူပြည်ထောင်ဝန်ကြီးဖြစ်တာဝန်ယူချိန်မှာအကြမ်းဖက်စစ်တပ်ရဲ့ရွေးကောက်ပွဲအထုဆန့်ကျင်သူကန့်ကွက်သူတွေကိုအကြမ်းဖက်သမားလို့သတ်မှတ်ကပြည်သူ400ကျော်ကိုထောင်ဒဏ်နှစ်ရှည်ကျနိုင်တဲ့ရွေးကောက်ဥပဒေနဲ့အရေးယူခဲ့သူလည်းဖြစ်ပါတယ်။အကြမ်းဖက်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာပြည်ထောင်ဝန်ကြီးရာထူးနေရာကိုမကြာခဏပြောင်းလဲပြုလုပ်လက်ရှိရာစိုးထုရာပြည့်ထွန်းထွန်းအောင်တို့ဟာတာဝန်ထောင်းဆောင်ခဲ့မှုကြတယ်လို့စစ်အုပ်စုထိန်းချုပ်ထားတဲ့မီဒီယာတွေကဖော်ပြကြပါတယ်။စစ်ကောင်စီရဲ့စီးပွားရေးနဲ့ဝါဒဖြန့်တဲ့အကောင့်300နီးပါး Facebook ကထပ်မံဖယ်ရှားကြောင်းသိရှိရပါတယ်။စစ်ကောင်စီနဲ့သက်ဆိုင်တဲ့အကောင့်တွေကိုဖယ်ရှားနေတဲ့ Facebook ကစီးပွားရေးနဲ့ဝါဒဖြန့်ကြည့်တဲ့အကောင့်290ကိုထပ်မံဖယ်ရှားလိုက်တယ်လို့ Justice for Myanmar ကထုတ်ပြန်လိုက်ပါတယ်။ဒီတစ်ချိန်ဖယ်ရှားလိုက်တဲ့အကောင့်အများစုကစစ်ကောင်စီခေါင်းဆောင်ရဲ့မိသားစုရဲ့စီးပွားရေးလုပ်ငန်းဖြစ်တဲ့Mytel ထုတ်ကုန်တဲ့ဝန်ဆောင်မှုကိုရောင်းချနေတာတွေဖြစ်ပြီးစစ်တပ်ရဲ့စီးပွားရေးလုပ်ငန်းတွေဖြစ်တဲ့မြန်မာစီးပွားရေးကော်ပိုရေးရှင်း MEC မြန်မာစီးပွားရေးဥပိုင် Limited MBHL တို့ရဲ့ကုမ္ပဏီခွဲတွေနဲ့ဆက်ဆက်ကောက်တွေပါဝင်တယ်လို့ JFM ကထုတ်ပြန်ထားပါတယ်။ Telecom ကွန်ရက် Mactel အင်းဝဘာနဲ့မြောက်ရီဘန်စင်မင်းဗလတ်မြေမြန်မာဘီယာနဲ့ဒဂုံဘီယာမှတ်တစေများနားမြိုင်ကဖီနဲ့ Indoor Skydiving တို့နဲ့ဆက်ဆက်အကောက်များလည်းပါဝင်တယ်လို့ JFM ကပြောပါတယ်။အဲဒီအကောင့်တွေပြင်စစ်ကောင်စီဝါဒဖြန့်အကောင့်တွေဖြစ်တဲ့ Allied for Justice 3 News Service Station နဲ့မြန်မာ Information Community တို့လည်းပါဝင်တယ်လို့သိရပါတယ်။အဆိုပါအကောင့်များသည်စစ်ရာဇဝတ်မှုများနဲ့လူသားမျိုးနွယ်ပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများကိုပြစ်ဒဏ်ခံရခြင်းကင်းလွတ်စွာဖြင့်ကျူးလွန်လျက်ရှိသည့်စစ်တပ်ကိုပံ့ပိုးကူညီခဲ့သည့်အကောင့်များဖြစ်သည်လို့ JFM ကထောက်ပြထားပါတယ်။စစ်ကောင်စီရဲ့စီးပွားရေးနဲ့ဝါဒဖြန့်ကြီးတဲ့အကောင့်တွေကိုဖယ်ရှားဖို့ပြီးခဲ့တဲ့ရက်ပိုင်းကတိုင်ကြားခဲ့တာလို့JFM ကအသိပေးထားပါတယ်။ online platform တွေဖြစ်တဲ့ Alphabet, Apple, TikTok နဲ့ Telegram တို့အနေနဲ့လည်းစစ်ကောင်စီရဲ့စီးပွားရေးလုပ်ငန်းတွေနဲ့ဝါဒဖြန့်ချီရေးအကောင့်တွေကိုချက်ချင်းပိတ်ပေးဖို့ JFM ကတောင်းဆိုထားပါတယ်။ ဇန်နဝါရီလစပိုင်းကလည်း Facebook အနေနဲ့စစ်ကောင်စီရဲ့အဓိကစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Mytel Company နဲ့ပတ်သက်တဲ့အကောင့်ပေါင်း1000ကျော်ကိုဖယ်ရှားခဲ့ပါတယ်။ပြီးခဲ့တဲ့ဒီဇင်ဘာလထဲမှာလည်းစစ်ကောင်စီရဲ့ဝါဒဖြန့်အကောင့်တွေကို Facebook, YouTube, Twitch, Twitter Mediafire, Kick စတဲ့ဤပညာကုမ္ပဏီတွေကဖယ်ရှားမှုတွေစက်တိုက်ပြုလုပ်ခဲ့ပါတယ်။